ခေမင်္ဂလာပေါင်းနဲ့ပြည့်စုံကြစေကဘာသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေမိုးတောက်ချင်းနဲ့ခေမမင်္ဂလာပေါင်းနဲ့ပြည့်စုံကြစေကဘာသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေစံရည်လူလဲအေးစီပန်းနေလူလဲမွေးစီဝိညာဉ်အပေါင်းဝေးကြပါစေတောင်းစုပန်ချွေမောင်ဝင်လိုက်ငါစုတောင်းမြတ်တာဝေခေမမင်္ဂလာပေါင်းနဲ့ပြည့်စုံကြစေဝါသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေဘိုးတောက်ချင်းနဲ့ခေမမင်္ဂလာပေါင်းနဲ့ပြည့်စုံကြစေကဘာသူကဘာသာငါကိုရောစိတ်ပါချမ်းသာကြစေစံရည်လူလဲအေးစီပန်းနေလူလဲမွေးစီဒီရန်အပေါင်းဝေးကြပါစေတောင်းစုပန်ချွေမောင်ဝင်လိုက်ငါစုတောင်းလိုက်ပါလေအချက်လည်းမရှိဘူးစီလာတတ်တော့ယရနာမှုတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေယရနာမှုတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေဉာဏ်ပြည့်စဖို့တော်မှာအလူတန်တွေပြီးနိုင်ကြစေအခုဒီကတင်ပြီးကြက်ပြီးဖြစ်သွားတယ်ချီတာရှင်လန်းခေမာကံကိုငန်းနိုင်စေဇဟန်ရှင်လူပင်ပြည်သူတို့ဤလူငြိမ်းချမ်းစွာဉာဏ်ပြည့်ကျိုးတည်ဖို့နိုင်ပါစေဒါကြောင့်ဒီလိုကောင်းမှုများရှိရမယ်ဒါမှဘဝဆက်ဆက်ဒီကံအစ်ချာတိနေပြီးဒုက္ခချုပ်နေတာကိုအပြီးနိုင်ကြတယ်ကိုယ်ပဲသွားနေတာတော့မသိဘူးလို့မသိတာအဲ့ဒါပညာလဲလောင်းအားကြည့်တာပေါ့ကိုယ်ပဲသွားနေတယ်ဆိုကြည့်တာနော်လူတွေကပြောကြတယ်ဘယ်မှမသွားဘူးအိမ်မှာနေတာတို့တော့အိမ်ကြီးနဲ့တက်ကကြီးကြီးသွားတယ်ကြီးသွားနေတော့ဘယ်သွားနေလဲလို့ပြောအိုးလက်စီသွားအိုးလက်စီကယရနာမှုတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေယရနာမှုတွေသွန်းဖြူရွာပါစေတရာတုကပေးကံလူနိုင်စေဉာဏ်ပြည့်စဖို့တော်မှာအလူတန်တွေပြီးနိုင်ကြစေကြည်သာရှင်လန်းခေမာကံကိုငန်းနိုင်စေဇဟန်ရှင်လူမင်းပြည်သူတို့ညီတို့ငြိမ်းချမ်းစွာဉာဏ်ပြည့်ကျိုးတည်ဖို့နိုင်ပါစေဒါကြောင့်ပြောကြတယ်ဒီမှာမှကြည်ရတယ်ရှင်ရင်းနဲ့ပြင်ပါပဲဟုတ်တာပေါ့ကိုယ်စိတ်နဲ့ပြုပြီးရရဲ့ဘဝမှာလွတ်လပ်ပါတယ်ဒါကြောင့်နေလုံးတွေတော့ပစ္စည်းဥစ္စာစုရပါမယ်ပစ္စည်းဥစ္စာစုလို့လည်းလုံလောက်ပြီလားဆိုတော့မလုံလောက်သေးပါဘူးဘ ഹു တုဒ္ဒကိုလည်းစုရပါမယ်ဒါမှအမှားမှန်ခွဲခြားနိုင်ပါဘ ഹു တုဒ္ဒမစုရင်အချက်လည်းမသိတော့ဘူးအချက်လည်းမသိရင်မစင်စားတတ်တော့ဘူးဒါကြောင့်ပြောကြရလေဘာလို့ရမယ်ဆိုတော့မစင်စားတတ်တော့ဘူးတဲ့မှန်ပါတယ်စဉ်းစားတယ်ဆိုတာအချက်လက်ရှိမှအချက်လက်မရှိရင်မစင်စားတတ်တော့ဘူး